Manchester United ရဲ့ကံကြမ္မာကတော့တကယ့်ကိုအံ့မခန်းပါပဲ။ Man U ပရိသတ်တွေအတွက်တော့ Manchester ရဲ့ဖျားသခင်ကအသက်ရှင်နေသေးပဲလို့ပြောရမယ့်အခိုက်အတန့်မျိုးတကြော့ပြန်ရောက်ရှိလာခဲ့ပြန်ပါပြီ။ပြီးခဲ့တဲ့ပွဲစဉ်မှာဖုံးမောက်အသင်းနဲ့2 ဂိုးစီတည်ကြခဲ့တုန်းကပရိသတ်တွေတော်တော်လေးကိုဒေါသထွက်ခဲ့ကြတာအားလုံးသိပါပဲ။ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အမှားတွေနားမလည်နိုင်တဲ့ပြစ်ဒဏ်ဘောတွေနဲ့အမှတ်တွေဆုံးရှုံးခဲ့ရတာကြောင့်အရာအားလုံးကငါတို့အသင်းဘက်မှာမရှိတော့ဘူးလို့တောင်ထင်ခဲ့ရတာပါ။အဆိုးဆုံးစိုးရိမ်မှုကတော့ရမှတ်တွေလျော့သွားတဲ့အတွက်အဓိကပြိုင်ဘက်လီဗာပူးအသင်းကငါတို့နောက်ကိုကပ်လိုက်လာတော့မလားဆိုတဲ့အတွေးပါပဲ။ဒါပေမဲ့ဘောလုံးလောကရဲ့ဇညွန်းကတော့ဘယ်သူမှထင်မှတ်မထားတဲ့ဘက်ကိုလှည့်သွားခဲ့ပါတယ်။ Man U အသင်းတရေကျလို့စိတ်ပြက်နေတဲ့အချိန်မှာပဲတစ်ဖက်မှာလီဗာပူးအသင်းက Brighton အသင်းကို2 ဂိုး 1 ဂိုးနဲ့မထင်မှတ်ပဲရှုံးနိမ့်သွားခဲ့ပါတယ်။ဒီရလက်ကြောင့်ပဲအခြေအနေတွေအားလုံးဟာရုတ်တရက်ပြောင်းလဲသွားခဲ့ပါပြီ။ Man U အသင်းဟာတရေပွဲကြောင့်စိတ်ပြက်ခဲ့ရပေမဲ့အဆင့်3နေရာမှာဆက်လက်ခိုင်မာရပ်တည်နေနိုင်ဆဲဖြစ်ပါတယ်။အခုဆိုရင်လီဗာပူးအသင်းထက်6မှတ် Chelsea အသင်းထက်9မှတ်အထိအသာစီးရပြီးအမှတ်ပေးစရာမှာတက်တောင့်တက်တာရှိနေသေးပါ။ဒါကိုကြည့်ချင်းအဖြစ်ဒါဟာကန်တရားတက်ပဲလားဒါမှမဟုတ်တကယ်ကိုထူးခြားတဲ့အင်အားတစ်ခုခုက Man U အသင်းဘက်မှာရှိနေတာလားဆိုတာစဉ်းစားစရာပါပဲ။ Man U ရဲ့ဖျားသခင်ကအသက်ရှင်နေတယ်လို့လူတွေပြောကြတာဟာဒီလိုအခိုက်အတန့်မျိုးတွေကိုကြည့်ပြီးပြောကြတာဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အခြေအနေတွေဘလောက်ပဲဆိုးရနေပါစေနောက်ဆုံးမှာတော့အရာအားလုံးက Man U အသင်းအတွက်အဆင်ပြေသွားအောင်ဖန်တီးပေးနေတယ်လို့ပါပဲ။ဒါကြောင့် Man U ပရိသတ်တွေအနေနဲ့အသင်းရဲ့ကံကြမ္မာကိုယုံကြည်တယ်ဆိုရင် comment မှာအသေးပုံလေးတွေပေးသွားကြပါဦး။အခုလိုစိတ်လှုပ်ရှားစရာ Man U သတင်းတွေကိုအမြဲတမ်းသိရှိနိုင်ဖို့အတွက်လည်းကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။